တနင်္လာသားသမီးများရဲ့ hostel တွေကိုဆရာမလေးကတင်ဆက်ပေးမှာဖြစ်ပါတယ်။ကဲတနင်္လာသားသမီးတွေကဒီကာလမှာတော့အရင်နဲ့မတူတဲ့ level တစ်ခုကိုတက်တော့မယ်။ယာတုတိုးမယ်လုပ်ငန်းတွေအောင်မြင်မယ်ဂုဏ်ထူးတွေထွက်မယ်အစားရှိတဲ့ဖြစ်မှာနော်။ကံကောင်းမှုတွေအများကြီးကိုဒီဂျွန်လမှာသိမ့်ပိုက်မဲ့သူတွေလို့ဆရာမလေးကတော့မြင်ရတယ်။ဥပမာကိုကအောင်စင်းဆောင်နေတဲ့သူတွေပါတယ်ဆိုလို့ရှိရင်လေဒီကာလအတင်းတို့အတွက်ကံကောင်းတဲ့လာတွေမှာပါတယ်ပေါ့နော်။အဲ့တော့ result တစ်ခုခုစောင့်နေတဲ့သူတွေဆိုရင်တော့အောင်မြင်ပြီလို့ပဲပြောချင်ပါတယ်။အဲ့တော့အခွင့်အရေးအသစ်တွေကအများကြီးကိုရောက်ရှိလာမယ်။နော်အများကြီးရောက်ရှိလာမယ်ကိုယ့်ရဲ့ဒီ career တွေရောပြီးတဲ့အခါမှာနောက်တစ်ခါကျတော့ဒီလုပ်ငန်းအတွက်အခွင့်အရေးအသစ်တွေရောနောက်ပြီးတဲ့ခါမှာလာစာတိုးတာတွေရောအစားရှိတဲ့ပြင်ပြောမယ်ဆိုရင်တော့ဒီကာလကအောင်မြင်ရင်လည်းဂုဏ်လူဝိသေတာတွေနဲ့အောင်မြင်မယ်နာမည်ကြော်ကြားရင်လည်းအရန်ကိုထူးထူးခြားခြားအောင်ကြော်ကြားမယ်ပြီးတဲ့ခါမှာဘဝမှာအဲ့လိုမျိုးတွေ step by step ပေါ့နော်တိုးတက်ရင်စူးစမ်းရင်းနဲ့မှမမေ့တဲ့အရာတွေရှိတယ်အဲ့ဒါကတော့ဗာလဲဆိုတော့ကိုယ့်ရဲ့အရင်ကလာခဲ့တဲ့လမ်းကြောင်းအရင်ကဖြစ်ခဲ့တဲ့စူးစမ်းခဲ့ရတဲ့ကိစ္စတွေကိုကူညီခဲ့တဲ့သူတွေကိုယ့်ရဲ့ကျေးဇူးရှင်တွေအားလုံးကိုဘယ်တော့မှမမေ့ဖို့နဲ့ကျေးဇူးရှင်တွေနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ကိုယ့်ရဲ့ကျေးဇူးရှင်တွေပေါ်မှာကျေးဇူးဆက်တတ်ဖို့ပြီးတဲ့အခါမှာနေ့စဉ်နဲ့ခင်မုန်းကြီး10ပါးကိုဝင်ချတောင်းပန်ခြင်းပေါ့နော်ဒါမျိုးလေးတွေလှုပ်ဆောင်ရမယ်တကယ်ကိုကျေးဇူးရှိတဲ့သူတွေဆိုလို့ရှိရင်လည်းထီချင်းချင်းကပါနဲ့ကြော်ပြီးတော့တည်တည်ချာချာကိုပေါ့နော်ကိုကဒီဝကြီးဝငယ်ပြုစုတာမျိုးတနိုင်တဲ့ဘက်ကပြန်လဲထောက်ပံ့တာမျိုးဒါမျိုးလေးတွေလုပ်ပေးဖို့လိုအပ်ကြောင်းပေါ့ဆရာမလေးကတော့အတိပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တချို့မှာ block ဖြစ်နေတဲ့အရာတွေရှိတယ်တိုးတက်တဲ့တော့မတိုးတက်ဘူးတိုးတော့တိုးတက်တယ်အောင်တော့အောင်မြင်တယ်ဒါပေမဲ့ तू မှန်းထားသလောက်အဆင်မပြေဘူးအဲ့ဒါဆိုလို့ရှိရင်ဆရာမလေးပြောတဲ့အတိုင်းပေါ့ခင်မွန်းကြီး7ပါးကိုဒီဝင်ချတောင်းပန်ခြင်းကိုအဒိဋ္ဌာန်လေးနဲ့လုပ်တာမျိုးတကယ်ပြင်ပကကျေးဇူးရှင်တွေဆိုလို့ရှိရင်တကယ်ကိုနော်မိခင်ဖခင်ဆရာသခင်ကျေးဇူးရှင်အစားရှိတဲ့ဖြစ်ပေါ့နော်ဟိုထမင်းတစ်လုံးရေတစ်မုတ်ကျွေးခဲ့တိုက်ခဲ့ဘူးတဲ့နေရာထိုင်ခင်းကူညီခဲ့ဘူးတဲ့သူတွေမြည်သူကိုမဆိုကိုဟာပြန်လေကျေးဇူးတည်တဲ့ခြင်းဖြင့်เนาะဒါကိုအတွက်ကိုယ့်ရဲ့power တွေပို့တက်လာမယ်ကိုယ့်ရဲ့ကံကောင်းမှုတွေပို့ပြီးတော့အဆင်ပြေလာမယ် block ဖြစ်နေတဲ့အရာတွေဖြေရော့သွားမယ်ပေါ့เนาะအဲ့တော့ဒီချိန်ကနေစပြီးတော့เนาะဆရာမလေးရဲ့ယနေ့ယခုနာမည်ဟောစရန်ကိုကြားတဲ့အချိန်ကနေစပြီးတော့သင်ကအခုပေါ့เนาะဆရာမလေးဟောစရန်ကိုနားမထောင်ခင်မှာဖြစ်နေတဲ့ကိစ္စတွေဟာနော်အကောင်လုံးအဆင်ပြေပြီးတော့ရောင်နီအစ်စ်တလှမ်းလာတယ်လို့မျိုးရောင်နီအစ်စ်မိုးတောက်ရောင်နီတစ်ခုမြင်လိုက်ရတယ်လို့မျိုးပေါ့နော်အရန်ကိုမှောင်မိုက်နေတဲ့အရာတွေအကုန်လုံးကညံစင်အလေးနဲ့တစ်ခုပွင့်သွားတယ်လို့မျိုးပေါ့နော်ပြောစရာကောင်းတဲ့အနေထားကိုရောက်မယ်အကယ်၍ကွာတခုခုကိုပြပြတသားဆုံးဖြတ်တော့မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ step တွေကိုကြော်လွှားနိုင်ပြီးတော့တကယ်ကိုဆုံးဖြတ်ချက်ပြတ်သားစွာနဲ့နော်ကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကိုအကောင့်ထဲပေါ်နိုင်မယ်လို့ဆရာမလေးကတော့တွေ့ရတယ်ဒီချိန်ဒီသင်ဘဝအတွက်အပြောင်းလဲတစ်ခုခုကိုเนาะစောင့်ကြိုနေတဲ့သူတွေအတွက်တကယ်ကိုပြောင်းလဲတော့မယ့်အနေအထားပေါ့တချို့ဆိုလို့ရှိရင်တခါမှဘေးဒင်းနေရတဲ့နေရာတွေမမေ့ဘူးမလုပ်ဘူးဒါပေမဲ့ဆရာမလေးပြောတဲ့အတိုင်းလုပ်လိုက်လို့အဆင်ပြေသွားတယ်ဆိုလို့ရှိရင်လည်းဒါဝမ်းသာရတဲ့စကားတွေပေါ့เนาะ feedback လေးတွေပေါ့အဲ့တော့တခါတလေကြားလို့ရှိရင်ကိုယ့်အတွက်မကောင်းဘူးလို့ထင်ထားတဲ့သူတွေကပဲပေါ့เนาะကိုကောင်းမွန်တဲ့အရာတွေစီရောက်ပို့လိုက်တာမျိုးရှိတယ်ကိုကမကောင်းလို့ထင်တဲ့သူတွေကကိုကောင်းတဲ့အရာတွေစီတွန်းပို့လိုက်တာရှိမယ်တချို့ကြတော့လည်းမကောင်းဒါပေမဲ့သူတို့ရဲ့စကားတွေသူတို့ရဲ့အရာသူတို့ကကိုယ့်ပေါ်မှာတုံ့ပြန်တဲ့အရာတွေကဘယ်လိုပြောရမလဲကိုယ့်အတွက်ခွန်အားတွေတခုဖြစ်စေပြီးတော့ပို့ပြီးစူးစမ်းခြင်းစိတ်တွေဖြစ်လာတာမျိုးပေါ့နော်ဒါမျိုးလေးတွေလည်းဆရာမလေးတွေ့ရတယ်ဒီလာဟာတော်တော်များများသောခုနှစ်သားသမီးတွေအတွက် next level တခုတက်တဲ့ကာလလို့ပဲဆရာမလေးကတော့မြင်ရတယ်ပေါ့နော်အဲ့တော့ဇာတာရှင်တွေအနေနဲ့ကတော့နှလုံးသားရေးရမှာပေါ့နော်အဲ့လိုလူငယ်တွေနဲ့လူလွတ်တွေပေါ့နော်များသောအားဖြင့်ဒီကာလမှာအရေးကြီးတာကတော့ဖုံးကွယ်ထားတဲ့ကိုယ့်ရဲ့နှလုံးသားထဲမှာပေါ့နော်ကိုချစ်တဲ့သူတွေပေါ်မှာမှန်ကန်စွာနဲ့ပေါ့နော်မှန်ကန်စွာနဲ့တီတီကြီးကြီးနေတာထက်မှန်ကန်စွာနဲ့ကိုယ့်ရဲ့ romance လေးတွေကိုထုတ်ပြဖို့အချိန်လို့ဆရာမလေးကတော့ပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကပဲတစ်ဖက်သားရဲ့အချစ်ကိုလိုချင်လို့မရဘူး။တစ်ဖက်ကိုလည်းကိုကချစ်ပေးရမယ်။နော်ကိုတခါဒီချင်းကပါရိုးရမယ့်အချိန်လို့ပဲဆရာမလေးကတော့ပြောချင်တယ်အဲ့တော့ကိုချစ်တဲ့သူတွေကိုအပြည့်အဝချစ်ပေးလိုက်ပါနော်82ရက်တရားလောကကြီးမှာခုကတည့်ရတိုင်းပဲတရားသဘောနဲ့ကြည့်မယ်ဆိုရင်နောက်နေ့တွေကမတည်မြဲဘူးနော်မနှက်ဖန်ဆိုတာမတည်မြဲတာဖြစ်တဲ့အတွက်နော်ဒီနေ့မှာတင်ချစ်တဲ့နော်ချစ်သူတင်ချစ်တဲ့မိဘတင်ချစ်တဲ့တငယ်ချင်းအားလုံးကိုတကယ်ကိုအပီပြင်းပြပြဝဝချစ်ပေးဖို့ဆရာမလေးကတတိပေးချင်ပါတယ်နော်ကဲအဲ့တော့ဒီကာလကတော့ကိုလုံးသမျှအကျိုးဆက်တွေအားလုံးကိုပြန်ရမယ့်အချိန်နော်အဲ့တော့ကိုကအရင်ရှေ့တွေမှာကောင်းတာတွေအများကြီးလုပ်ထိုင်ရင်တင်တွက်ကောင်းမယ်မကောင်းတဲ့အရာတွေလုပ်ထိုင်အဲ့မကောင်းကျိုးတွေကကိုယ်ဒီမှာเนาะခံစားရတဲ့အနေအထားတွေဖြစ်တတ်တယ်အဲ့တော့ကောင်းတာတွေကိုများများလုပ်မယ်နောက်ထပ်
အခု6လနေစပြီနောက်ထပ်6လမှာလည်းတင်တွက်ကံကောင်းမှုတွေအများကြီးရရှိလာဖို့အတွက်ကိုအခုတွေကလည်းကောင်းတာတွေများများလုပ်ထားဖို့ဆရာမလေးကတော့အကြံပေးချင်ပါတယ်ရှင်ကဲတနင်္လာသားသမီးတွေအောင်မြင်တဲ့သူတွေဖြစ်ကြပါစေခွင့်လန်းသစ်ခွင့်ရည်သစ်တွေလည်းအများကြီးရရှိပါစေလို့ဆရာမလေးကဆုမကောင်းတောင်းပေးပါတယ်ရှင်